ရောက်လို့ရှိရင် location ဖွင့်ပြီးရင်စပီပုံဆွဲပြီးရင်ကျမကို Telegram နေပို့ပေး အဲ့ဆိုတဲ့ကိုတောင်းရမယ်နော် တေးကြတယ်နော်လက်ဖက်ဆိုင်ပဲထိုင်မှာဆိုတာ တေးကြတယ်လက်ဖေးဆိုင်ပဲတိတ်ပန်လန်တန်းကြွယ်မှာချိန်လာတာ ပေးအဲ့ဆိုလို့ရှိရင်မတော်ခင်ဆက်ရမယ်ဖုန်းပတ်စံကြီးကောပတ်စံကေဘီဆက်မယ်နော်ကေဘီမရှိဘူးရပ်ပတ်စံအကျွေတွေပဲရှိရဆိုတော့ငါတောင်းထည့်ပေးလိုက်မယ်နော်တငယ်ချင်းတွေနဲ့သွားမှာဆိုတော့မျက်နှာမငယ်အောင်လို့ဒါပေမဲ့ပြန်လာလို့ရှိရင်ဘယ်လောက်သုံးလိုက်လဲဆိုတော့ကြည့်မယ်နော်ရော တောင်းရမယ်နော် နေအောင်ဒီမှာလာထိုင်အောင် ဘာလို့မလို့လဲ လာပါထိုင်ပါမသွားခင်စေးရမယ်လေအာမပြန်လာလို့ရှိရင်သိရအောင် အဲ့ဒါဘာစင်မဖျားဘူးကိုက မဖျားဘူးလေကိုရဲ့အာဒီမှာကိုပူချင်းဒီလောက်ရှိရနော်ပြန်လာလို့ရှိရင်ဒီထက်မကပူနေလို့ရှိရင်အဲ့ဒါအကိုဗီယာတောက်ခဲ့လို့လိန်လို့မရအောင် အပြင်မှာနေပူတယ်လေနေပူတော့ပူဝင်လဲပူမှာပေါ့ ပြင်မာနေပူတာအပူချိန်ကိုတည်းသိရနော်အကိုတောက်ခဲ့လားမတောက်ခဲ့လားတခါလေးစစ်မယ်အခုနှလုံးဖုံလုံးမှာတခါလေးစစ်လိုက်မယ်နော်ဟုတ်ပြီဒီနှလုံးခုံတော့ကိုမှတ်ထားတယ်နော်ပြန်လာလို့အကိုအတက်ကိုလိန်ပြောလို့ရှိရင်အဲ့နှလုံးခုံကမမှန်တော့ဟုတ်ပြီနော်ဒီမှာကြည့်ထားနော်အရက်ပြန်နဲ့ပတ်တီးပါတယ် သူများတွေကယောက်ျားအိမ်ပြန်လာတဲ့ခါကျမှအာရှင်ပဲသွားနေရလဲဘာလို့လာလဲအဲ့လိုမျိုးစစ်တာလေအတဲအမှာပါသွားတော့မသွားရဘူးလားစစ်နေတယ် no ကျမကသူများမိန်းမကြီးလိုမျိုးအော်ဂျက်မလုပ်ဘူးကျမလည်းကျမထားတယ်ကျမပဲကျမမသွားခင်ကနေကကြက်ကြလက်ကြနဲ့စနစ်တကျအကုန်လုံးစစ်ထားတာကျမမှတ်တတ်တယ်လို့မှတ်ထားအဲ့ဒါတော့ရှေ့ဖို့မပါဘူးအဲ့တော့ကျမအကုန်မှတ်ထားတယ်နော်ရှင်ပြန်လာလို့ရှိရင်ကိုပူချိန်ကြီးမမှန်တာလို့နှလုံးခုန်နေရတယ်မြင်နေတာလို့ဆိုလို့ရှိရင်အာရှင်လိန်လို့ကျမနဲ့တွေ့မယ်နော်အာအခုမှတ်ထားတယ်အကုန်လုံးရှင်တွေ့ရနော်အဲ့တော့ကောင်းကောင်းသွားပြီးကောင်းကောင်းပြန်ပြီးရင်ဟိုရောက်လို့ရှိရင် location ဖွင့်ပြီးရင်စပီပုံဆွဲပြီးရင်ကျမကို Telegram နေပို့ပေးနော်မှားတာတွေအကုန်လုံးနော် တငယ်ချင်းရှိမှကြီးတငယ်ချင်းတွေရှိမှအဲ့လိုကြီးလို့လို့မကောင်းနေ တကယ်ချင်းတွေနဲ့တူဆွဲလိုက်လေဘာမှမကောင်းစရာအကြောင်းမရှိဘူးလူတိုင်းစပီဆွဲနေရနော်အကိုကျမထူးထွေပြီးမကောင်းစရာအကြောင်းမရှိဘူးကျမပြောလိုက်တဲ့ဟာတွေအကုန်လုံးရှင်လိုက်နာပြီးမှသွားလက်ဖက်ရည်ဆိုင်ဆိုလက်ဖက်ရည်ဆိုင်ပဲသွားအဲ့တော့ဟိုရောက်တာနဲ့ location ဖွင့်ပြီးတော့ကျမစပီပုံပို့ပေးတဲ့ရွယ်ဟန်နေနော်မလိုက်တိုင်းတစ်ခါတန်းလုံးနော် သူများမိန်းမတွေစိုးတယ်ဆိုတော့ငါမိန်းမကိုဘယ်မီမလဲမိန်းမတော့အေးတိုင်းရောက် location ချိန်မယ် location အေးတိတ်ပန်လန်တန်းကျွဲအဲ့ဒီမှာ selfie တစ်ပုံလိုတယ်အေး selfie ရိုက်ပြီးမှခီးဆက်မယ် okay Yeah တန်တုံးမောင်နဲ့လာပါပြီဗျမင်္ဂလာပါစာဝါရီခဖြိုပြေဖို့လာပြီးမနေစီကိုငိမ့်လဲပါပါပြီဗျ